ဒီဗီဒီယိုမှာကျွန်တော်ကျောင်းသားတွေမှားတတ်တဲ့အမှားနောက်တစ်ခုကိုရှင်းပြမယ် a square equal to 4ပေါ့အဲ့တော့ဒီ x နေရာမှာဘာထည့်ရင်ညာဘက်က4နဲ့ညီမလဲပေါ့နော်ရိုးရိုးလေးစဉ်းစားရင်တော့ x နေရာမှာ2ထည့်လို့ရှိရင်ညာဘက်4နဲ့ညီမယ်ပေါ့နော်အဲ့တော့ x တန်မို့2ဆိုပြီးတော့လွယ်လွယ်ကူကူအဖြေထုတ်တတ်ကြတယ်အဲ့တချို့ကလည်းဒီလိုမျိုးပေါ့ x raised to 2 is equal to now 4ဆိုတာက2 raised to 2ဆိုပြီးတော့ပြင်တယ်အဲ့တော့ကျွန်တော်တို့သိထားတဲ့เนาะ exponential equation တွေကိုရှင်းလို့ရှရင်သိတဲ့ပုံသင်နည်းလေးတစ်ခု b raised to m equal to b raised to n ဆိုလို့ရှရင်ဘာနဲ့တူလဲဆိုတော့ m က n နဲ့တူတယ်ဆိုတော့မှန်ကန်ချက်အဲ့ဒါလေးကိုသုံးတတ်တယ်နော်အဲ့လိုသုံးပြီးတော့ h တန်မိုးကို2ဆိုပြီးတော့ပဲလွယ်လွယ်ကူကူအဖြေထုတ်တတ်တယ်ပေါ့နော်အဲ့လိုအဖြေထုတ်လို့ရှင်ဒီလိုမျိုးဖြေရှင်းတာကလုံးဝမှားတယ်နော်အဲ့လိုမျိုးကျွန်တော်တို့ရှင်းလို့မရပါဘူး h တန်မိုးက2တစ်မျိုးပဲမရဘူးအဲ့တော့သူ့ကိုဘယ်လိုတွက်မလဲပေါ့နော်အများနားလည်နိုင်မဲ့နည်းလမ်းနဲ့ပဲပြောမယ် a square equal to 4 so a square equal to 4ကိုကျွန်တော်4 divide ရှိတော့ a square minus 4 equal to 0 that's a square minus 2 square equal to 0ပေါ့နော်နောက်ထပ်ရှင်ရှေ့ကိန်းနှစ်ထပ်အနှုတ်နောက်ကိန်းနှစ်ထပ် a square minus b square က a plus b times a minus b ဆိုပြီးရဒါပုံသင်နည်းသုံးတော့အဲ့ဒါဆိုရင်x plus 2 times x minus 2 is equal to 0ပေါ့နော်ဒါဆို x plus 2 is equal to 0 or x minus 2 is equal to 0ဒါဆို x equal to အပေါင်းတစ်မျိုးအနှုတ်တစ်မျိုးဆို x တန်မိုးကို plus or minus 2ဆိုပြီးရေးလို့ရပြီနော်ဆိုလိုတာကကျွန်တော်တို့ x နေရာမှာ positive 2ကိုထည့်လို့ရှိရင်ထည့်ပြီးနှစ်ထပ်တင်ရင်လည်း4ရတယ်အဲ့လိုပဲ negative 2ကိုထည့်ပြီးတော့နှစ်ထပ်တင်ရင်လည်းကျွန်တော်တို့4ရတယ်ပေါ့နော်ဟုတ်ပြီဒါကတော့ကျွန်တော်ကလုံးဝသင်္ချာနီးလန်းကြကြဟိုတကယ်နားလည်နိုင်မဲ့နီးပေါ့နော်တယောက်နဲ့တယောက်အငင်းမပွားစီမဲ့နီးလန်းနဲ့ကျွန်တော်ရှင်းပြတာနော်ဒီနေရာမှာတချို့ကလည်းဒီလိုတွက်တယ် a square equal to 4နောက်တစ်ဆက်မှာ x equal to square root of 4ပေါ့ square root definition ရဒီမှာလာပြီး plus or minus ထည့်တယ်အဲ့မှာ x တန်ဖို့ plus or minus 2ဆိုပြီးရေးကြတယ်နော်တချို့ကလည်းဒီအဆင့်ကနေဒီကိုခုံကြော်ပြီးတော့ရေးတာမျိုးရှိတယ်နော်အဲ့တော့အလဲစင်လေးရေးရင်တော့ဒီလိုလေးရေးရင်တော့အကောင်းဆုံးပေါ့နော် x equal to plus or minus square root of 4ဆိုပြီးရေးလို့ရှိရင်အကောင်းဆုံးပေါ့နော်ဟုတ်ပြီနော်နားလည်မထင်နဲ့